လာပါ Python ကိုအခြေခံကနေ advanced concept တွေထိစနစ်တကျလေ့လာခြင်းနဲ့ဆိုရင်တော့ဒီတန်းလေးရှိပါတယ်။သင်တန်းကြီးကတော့3,800ကျပ်ဖြစ်ပါတယ်။သင်တန်းကြချိန်က2လခွဲ9ပတ်ကြာမြင့်မှာဖြစ်ပါတယ်။ဒီသင်တန်းမှာ Python programming ကိုအခြေခံတွေဖြစ်တဲ့ introduction ပိုင်း flow control ပြီးရင် function ပြီးရင် data type တစ်ခုချင်းစီရဲ့အသေးစိတ်တွေပြီးရင် final ချိတ်ဆက်တဲ့အပိုင်းတွေဒါတွေက foundation ပေါ့နော်ဒီဟာလေးတွေအရင်သင်ရပါမယ်ပြီးဆိုရင်တော့နောက်ထပ်တစ်ဆင့်မြင့်တဲ့ object oriented programming အပိုင်း object and classes ပေါ့နော်ဒါတွေလေ့လာပါမယ်ပြီးရင် advanced topic တွေဖြစ်တဲ့ iterator တို့ generator တို့ closure တို့ decorator တို့ဒါလေးတွေလေ့လာသင်ကြရမှာဖြစ်ပါတယ်ပြီးရင် date time ပေါ့နော်အချိန်ကြီးနေ့ရက်တွေနဲ့ပတ်သက်ပြီးတော့မှဘယ်လိုသုံးရမလဲဆိုတာလေးတွေလည်းသင်ကြရပါမယ်project တွေအနေနဲ့ကကြတော့ chapter တစ်ခုပြီးတိုင်း project လေးရှိပါတယ်ပထမဆုံး project က Treasure Island Game ပြီးရင် Number Guessing Game Banking Project Student Manager Guest Fruit Game Expand Manager JSON project လေးပေါ့နော် JSON file လေးနဲ့ချိတ်ဆက်ပြီးတော့ရေးရမှာဖြစ်ပါတယ်ဒီနောက်ဆုံးမှာတော့ Python quiz program ပေါ့နော်အဲတော့ Python quiz ကိုဖြေလို့ရမယ် CLI command line interface program လေးဖြစ်ပါတယ်အဲတော့ဒါတွေအားလုံးကိုအခြေခံကနေပေါ့နော်စနစ်တကျလေ့လာခြင်းနဲ့ဆိုရင်တော့ဒီအတန်းလေးရှိပါတယ်အဲတော့တန်းခွဲအနေနဲ့နှစ်ခုဖွင့်ထားပေးပါတယ်ပထမ batch က batch 34ဖြစ်ပါတယ်ဒီ batch 34တန်းလေးကတော့တနင်္လာဗုဒ္ဓတောက်ချတစ်ပတ်3ရက်ကိုမှည8ခွဲကနေ10နာရီတင်ကြမှာဖြစ်ပါတယ်သင်တန်းစာရက်ကတော့ March လ16ရက်နေ့စပြီးသင်ကြားမှာဖြစ်ပါတယ်ဒီ batch 34ကိုတော့ကျွန်တော်ဝင်ရထွန်းတင်တန်းရဲ့ founder ကိုယ်တိုင်သင်ကြားပေးတော့မှာဖြစ်ပါတယ်နောက်ထပ် batch တစ်ခုတန်းခွဲတစ်ခုကတော့ batch 35ဖြစ်ပါတယ်ဒီတန်းခွဲမှာတော့ Java တောက်ချ2ရက်သင်ကြားမှာဖြစ်ပါတယ်အချိန်ကတော့ည8ခွဲကနေ10ခွဲထိသင်ရပါမယ်သင်တန်းစာရက်ကတော့ March လ19ရက်နေ့စပြီးသင်ကြားမှာဖြစ်ပါတယ်သင်ကြားပြီးမဲ့ instructor ကတော့ဆရာကျော်ဝေယံဖြစ်ပါတယ်ဟုတ်ကဲ့ပါ Python programming ကိုအခြေခံကနေ project တွေရေးနိုင်တဲ့အထိစနစ်တကျလေ့လာခြင်းနဲ့ဆိုရင်တော့ခုပဲဆက်တွဲလိုက်ပါ